အားလုံးပဲမင်္ဂလာပါလို့နော်အောင်ကိုစီကရောင်းရရှိတဲ့ကန်တွေကိုကျွန်တော်ထပ်ပြပေးမယ်နော်ဒါကြီးတော့ရောက်တော့မထွက်ဘူးလိုအပ်တဲ့လူလိုအပ်မှယူရှိုးထားလို့တော့အကောင်းဆုံး6ပေတပေခွဲပတ်လေပေါ့နော်တပေခွဲအမြင့်ရှိရယ်နောက်ရှေ့နောက်ကိုဒီအလျားကကြတော့6ပေအကျယ်ရှိရယ်နော်ရှေ့နောက်တပေခွဲပတ်လေဟုတ်ပြီလားဒီအောက်မှာတကန်ရှိမယ်ဒီအောက်ကကန်ကတော့ကိုဖစ်မွေးလို့ကောင်းမဲ့ကံမျိုးနော်ပေနဲ့နေနဲ့15လက်မှရှိမယ်ဟုတ်ပြီလားပြီးကြရလို့ရှင်ဒီမှာဒီဘက်ဆုံးကကန်ဒီဘက်ဆုံးကကန်ဆိုလို့ရှင်ဒါ2ပေဟိုဘက်ဒါ23လက်မှဟိုအောက်နောက်ကိုတပေခွဲ18လက်မှပေါ့နော်အကန်တကန်ရှိမယ်ဒီမှာတပေခွဲတပေပေါ့တပေခွဲတပေကန်ရှိမယ်2ပေကန်ဟိုအောက်မှာကျွန်တော်တို့8မီလီအရင်တော့8မီလီအထူနဲ့နော်မှန်သားဒါကွာတယ်အမှနည်းနည်းကြည့်လိုက်နော်သူကလည်းသူပြောင်းထားတဲ့ဟာနဲ့ပြောင်းမထားတဲ့ဟာနဲ့ဒါကွာတဲ့ကန်အောက်ချက်အထူအပင်ကန်ဘာညာလုံးမယ်ဆိုလို့ရှိရင်ရမယ်ပြီးကြကြလို့ရှိရင်တခုအားသာသွားဒီမှာ5မီလီ 4.5 မဟုတ်ဘူးမကွေးနေတာနဲ့ 4.5 မဟုတ်ဘူး5မီလီကန်တကန်ရမယ်ဟုတ်ပြီလားအဲ့တော့ပြီးကြလို့ရှိရင်တပေပက်လေဒီကောင်နေတပေပက်လေဟိုးကောင်နေတပေပက်လေဒီကောင်လေးတွေဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲလက်ဖေးဘူလေးလောက်နေကိုရမယ်အကန်လေးတွေဆိုလို့ရှိရင်တပေပက်လေကန်လေးတွေဟိုဘက်မှာကန်တကန်ရှိမယ်အကောင်ဆိုလို့ရှိရင်တပေမပြေဘူး10လက်မှ8လက်မှနော်အမြင့်ကတော့တပေနော်အမြင့်တပေကန်နေဒီကောင်ကအမြင့်နေတော့မယ်10လက်မှ15လက်မှအဲ့လိုမျိုးကန်လေးတွေရမယ်ကန်တီးတီးလေးတွေပေါ့ဗျာအနေချင်းလေးတွေပေါ့ဟုံးကန်တွေရမယ်ဟုံးကန်တွေအများကြီးရမယ်ပြောစီမှာနော်ဟုံးကန်တွေဒီမှာထက်လုံးမှုရှိတဲ့ကန်တွေအစားအများကြီးရှိမယ်ဒီမှာကျွန်တော်တို့ဒီဘက်ကကန်16လက်မှ18လက်မှဟိုဘက်အနောက်ကလည်း18လက်မှဒီဘက်က18လက်မှပတ်လေဒါ18လက်မှပတ်လေ16လက်မှ18လက်မှမှာကဒီအပေါ်မှာဟိုဟာတွေ5မီလီဒီကောင်တွေ5မီလီ5မီလီပတ်လေနော်5မီလီပတ်လေပြီးကြလို့ရှိရင်အောက်ချက်တွေဒီကောင်ဆိုလို့ရှိရင်တွဲဒီကောင်ဆိုလို့ရှိရင်တန်းနော်တွဲနဲ့တန်းနဲ့ကြိုက်တဲ့ဟိုကြိုက်လို့ထားပြအောက်ကပေါ်ပြောင်းမပါလဲထားလို့ရတယ်အောက်ချက်အထူတွေသုံးပေးထားတာနော်ဒီအောက်ကကြစစ်မီပတ်လေကန်ဒီမှာနည်းနည်းနေရာအထောက်အသွင်းနဲ့မှလို့ကျွန်တော်စေးမထားတာလုံးဝအတန့်နော်စစ်မီပတ်လေရေစစ်ကန်မှာလို့ကျန်ရမယ်ဟိုမှာရေစစ်ကန်ရှိတယ်ဆက်ကဒီဘက်ကိုကျွန်တော်အလုံးလုံးပေးထားလို့မလို့နော်ဒီဘက်မှာကျတော့တပေနောက်ကတပေခွဲအမြင့်တပေခွဲဒီကောင်လည်းဟွန်ကြောင်းလို့ကောင်းမယ်ကန်နေပဲနော်ဒီကန်နေရမယ်ပြီးကြလို့ရှိရင်ဒီမှာလည်း18လက်မှပတ်လေတကန်18လက်မှပတ်လေတကန်ဒီတကန်ကတော့နည်းနည်းဟိုအဖြစ်မယ်15ပတ်လေရှင်းနောက်က15အမြင့်က15နော်ဒါ15ပတ်လေဒီကောင်ကကျတော့2ပေလားဒီကောင်2ပေရှိမယ်အလျားက2ပေရှိမယ်ဟုတ်တယ်အလျား2ပေရှိမယ်နော်ပတ်လေ15ဒီကောင်ကကျလို့ရှိရင် 7.5 ကျွန်တော်ဒီမှာအများအားသုံးနေရတဲ့ 7.5 ရေစစ်ကန်စစ်မီပတ်လည်နဲ့လာမယ်နော်ရေစစ်ကန်နဲ့လုံးဝအသေးဆိုတာကော်ဆွဲထားဒီတိုင်းတော့ဆွဲခွာလို့ရတာပေါ့နော်ရေစစ်ကန်ကလုံးဝတစားပလာဘာမှမထည့်ရသေးတဲ့ကန်တွေပေါ့နော်ဒါဆိုလို့ရှိရင်ကန်လုံးပြီးတော့ရေစမ်းတာပေါ့ဗျာရေစမ်းနဲ့ပြောရမယ်ဆိုလို့ရှိရင်ရေတွေပြန်မထုတ်ဘဲနဲ့ပါကင်မလုံးနိုင်တဲ့ကန်တွေနော်လုပ်ရနည်းနည်းလေးပူနေလို့ပါဒီမှာလဲဟုံးကန်တကန်ရမယ်ဟုံးကန်လုံးဝပတ်လေဒီဟုံးကန်တွေအများစုမှာကျွန်တော်ဒီမှာဟုံးကန်အများစုကိုအောက်ချက်ကမီလီအထူကြီးတွေနဲ့ရမယ်နော်ဒီကောင်လေးဆိုလို့ရှိရင်လဲတန်းမီလီအထူနဲ့ရမယ်နော်ကဲဈေးချူနဲ့ဒါမျိုးကန်နေလို့ချင်းလဲရမယ်ဒါမဲ့ဈေးနှုန်းအနေနဲ့ကလည်း1000ဝန်းကျင်လောက်ပဲသွားမယ်1000ဝဲဝန်းကျင်မှာအဝန်းကျင်သွားမယ်ကျွန်တော်စေးတုပ်ပေးအောင်မယ်နော်ကာလာတွေနဲ့ရမယ်ကာလာတွေဝင်မယ်ဒီကောင်တွေလည်းရမယ်နော်နောက်ပိုင်းလိုအပ်မှတော့လုပ်ပေးမယ်ကျွန်တော်ကတော့စိတ်တိုင်းမကြတဲ့အတွက်အကြောင်းမလို့တိတ်ပြီးသဘောမကျစိတ်တိုင်းမကြမှာမဟုတ်ပါဘူးပေါ့နော်သဘောမကျတာဘာလို့လဲဆိုတော့သဘောမကျဘူးဆိုတော့ဒီပုံစံကြီးကိုသဘောမကျတာဒါပေမဲ့တချို့ကကြတယ်ဒီပုံစံလေးကိုပဲလိုချင်တာဆိုရဲကန်နေရှိတယ်နော်ဒါလေးတွေရမယ်ဒါလေးတွေထပ်လုပ်ပေးပါလိုချင်တယ်ဆိုလို့ရှိရင်လည်းလုပ်ပေးမယ်လုံးဝဟိုမှန်ကန်နေအကုန်လုံးမှန်အကွဲပဲတာဝန်မယူမှာရေစိမ့်တစ်နှစ်အာမကန်ပေးမယ်ဗျာနော်တစ်နှစ်အာမကန်လုံးဝပေးနိုင်နေကန်နေကြီးပဲနော်ပြီးကြလို့ရှိရင်ဒီမှာ3ပေတပေမဟုတ်ဘူးသူက3ပေနဲ့14လက်မှလောက်ရှိတယ်နော်ဒီကောင်လဲအပေါ်မှာရေစစ်ကန်ကြီးအကြီးတစ်လုံးပါတယ်နော်ရေစစ်ကန်အပြည့်ပါမယ်ရေစစ်ကန်မစင်ရသေးတာရေစစ်ကန်လည်းလုံးဝမှန်ထူဒီအောက်ကလည်းလုံးဝစစ်ပတ်လေအောက်ကကန်ကြစစ်ပတ်လေအောက်ချက်ကြီးကကြတော့12မီလီအောက်ချက်က12မီလီ
လုံးဝတော့ကန်ကြီးကလုံးဝဆိုမှလုံးဝကိုဖစ်မွေးမလားအခြားဖန်စီမွေးမလားလုံးဝလှတဲ့ကန်ကြီးစစ်မီလီပတ်လေရဲ့အောက်ချက်ကအထူရဲ့အမြင့်ကတော့တပေပဲရှိမယ်ရေစစ်ကန်အစမီလီအထူကြီးနဲ့လာတာနော်အကောင်တွေအပြည့်ရှိမယ်နော်အကုန်လုံးမှန်ကန်လိုအပ်တဲ့ကန်လိုအပ်တဲ့ site ရတယ်နော်ကောင်ကိုစီမှာလိုအပ်တဲ့ accessory ရစားအပြည့်စုံရပါပြီလို့နော်မှန်ကန်နေနဲ့ရေစစ်ကန်လောက်ချင်တာလားဒါမျိုးကန်နေကြီးပဲလိုချင်တာလားအကုန်ရမယ်ဒါဆိုလို့ရှိရင်ရေတံလုံးဝရေတံပိတ်ထားသေးတာပေါ့နော်ရေတံမချဘူးဒီမှာဒါမျိုးရေစစ်ကန်လိုချင်လားရမယ်နော်မှန်ကန်အပေါက်ဖောက်ချင်လားရမယ်အကုန်အဆင်ပြေအောင်လုပ်ပြီးလို့ရမယ်